အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကဒီနေ့ Redmi Note 8လေးကို No Power လေးစစ်မယ်ပေါ့နော်အဲ့တော့ No Power ကိုလှည့်ကြည့်လိုက်တဲ့အခါမှာဒီကောင်ရေဝင်ထားတာဖြစ်တဲ့အတွက်ဒီတန်ဖိုးတွေကိုလည်းလှည့်ကြည့်ရမှာဗျဒီတန်ဖိုးတွေကအစအကုန်လုံးလှည့်ကြည့်ရမှာနော်ဒီတန်ဖိုးတွေကကြတော့ကတ်တာနဲ့ညှပ်ပါရမယ်ဒီဘက်တန်ဖိုးတွေကလှည့်ကြည့်ရမှာအဲ့တော့ကျွန်တော်တို့ကဒီ No Power ကိုကြည့်လိုက်တဲ့အခါမှာဘာဖြစ်နေလဲဆိုလို့ရှိရင် second PMU မှာဘာဖြစ်နေလဲအကောင်လုံးရေချိုးတွေအများကြီးကျွန်တော်တို့တွေ့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီကောင်က short ကျနေမှာပဲအဲ့တော့ကျွန်တော်တို့ကဒီဘက် CPU EMC မထိသေးဘူးဆိုလို့ရှိရင်တော့ပြင်ဆင်လို့ရနိုင်တယ်ဒီကောင်ကဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ကသူ့ရဲ့ platform ကိုကြည့်မယ်ဆိုလို့ရှိရင် battery ကလာတဲ့ board တွေဒီဘယ်ကိုရောက်မလဲ second PMU ကိုရောက်မယ် second PMU ကနေတစ်ဆင့်ဘယ်ကိုသွားမလဲ main PMU ဖြစ်တဲ့ဒီမှာ power IC အကြီးကိုသွားမယ်ဆိုတော့ဘယ်လိုပုံစံအလုပ်လုပ်တယ်လဲဆိုတာကိုစာလေးနဲ့တစ်ချက်ကြည့်မယ်ဘောပင်လေးတစ်ချောင်းထားပါအောင်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုမဖြုတ်ခင်မှာဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီအခုကရေချိုးတည်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတင်နာရင်နဲ့တန့်ရှင်းလုပ်လို့မရသေးပါဘူးဘာလို့ရမလဲဆိုလို့ရှိရင်ထင်းစီလေးတင်ပြီးတော့ခဲတွေလွတ်မသွားအောင်ခဲတွေပျော်တဲ့အထိဟိုကဘာလို့ရမလဲအပူလေးပေးကြည့်မယ်နော်ထင်းစီလေးယူလိုက်ပါထင်းစီလေးယူပြီးတော့ကျွန်တော်360လောက်နဲ့ဒီမှာထင်းစီလေးတွေပေးပလိုက်မယ်ထင်းစီလေးကျွေးပလိုက်မယ်ဘာလို့လဲဆိုလို့ရှိရင်ငါတို့ကဒီကောင်ကိုတင်တာနဲ့တန့်ရှင်းလုပ်တဲ့အခါမှာအောက်ကခဲတွေကရေချိုးစားပြီးတော့ဘာဖြစ်နေလဲပြက်ခါနီးလေးဖြစ်နေပင်တွေပြက်ခါနီးလေးဖြစ်နေဆိုတော့ငါတို့ကသဘောတည်းနဲ့အားနဲ့တိုက်လိုက်တဲ့အခါမှာဘာဖြစ်သွားမလဲပင်ကျွတ်သွားတယ်အဲ့တော့ပင်မကျွတ်အောင်အတွက်ငါတို့ဘာလုပ်မလဲဒီကောင်ကိုအပူလေးပေးခြင်းမယ်ဒီလောက်ဆိုရင်ကျွန်တော်တို့ကခေပြုံမဲ့အထိအပူပေးပြီးဆိုရင်တန်ရှင်းလေးလုပ်မယ်တင်တော်ဘူးနဲ့တပတ်တန်လေးပေးပါဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်ပြီးသွားပြီလဲတန်ရှင်းလုပ်ပြီးသွားတဲ့အနေအထားဖြစ်သွားပါပြီအဲ့တော့ဒီကောင်ကဘာကိုသုံးတာလဲဆိုလို့ရှိရင် PMI 632ကိုသုံးတာပါတယ် PMI 632ဆိုတာကနည်းနည်းနုတယ်ဗျဒီကောင်ကနည်းနည်းနုတယ်နော် PMI 632ကလောင်လွေတယ်အဲ့တော့ charging error တွေပါတယ်တက်တယ်အဲ့တော့သူ့ရဲ့ဟိုကဘာလဲသူ့ရဲ့ဒီ platform ကိုကြည့်တဲ့အခါမှာသူ့ရဲ့ platform ကိုကြည့်တဲ့အခါမှာ battery socket ကနေထွက်လာတဲ့ဘိုးတွေဒီဘယ်ကိုသွားမလဲဆိုလို့ရှိရင် second PMU တွေ second PMU မှာတိတိကျကျပြောမယ်ဆိုလို့ရှိရင် DC လေးသုံးဖို့ DC လေးသုံးဖို့ DC လေးဒီသုံးလုံးထက်ကတစ်လုံးကို B back ရောက်အဲ့တော့ C လေးတစ်လုံးကိုခံပြီးတော့ဘာလုပ်မလဲဆိုလို့ရှိရင် B back ရောက်တော့ B back ရောက်ပြီးတော့ second PMU တွေကိုဝင်သွားတယ် PMU 2ဒါက second PMU တွေကနေဘာထွက်မလဲဆိုလို့ရှိရင်ဒီ point ခံပြီးတော့ဘာထွက်မှာလဲ BBH power ဆိုပြီးတော့ထွက်မယ်အဲ့တော့ BBH power ကို point ခံပြီးတော့ထွက်မှတ်ထားရင်းနေတေချာမှတ်နော် point ခံပြီးထွက်တဲ့လမ်းကြောင်းမှာဘာသုံးရှိမှာလဲ booster တစ်လုံးရှိမယ်ဒါကကြတော့ charging ဘိုင်းနဲ့ပဲအကျုံးဝင်တယ်အဲ့ဒီ board တွေဒီဘယ်ကိုရောက်သွားမလဲဆိုလို့ရှိရင် main PMU ဟိုဘက်ခြမ်းမှာရှိတယ်ဒီမှာ main PMU ရဲ့ဘယ်နောက်ရောက်မလဲလို့မေးလို့ရှိရင်ကျွန်တော်ဒီ C လေးတွေကိုရောက်ပါမယ်ဒီ C လေးတွေဒီဘက်က C လေးတွေကို 4.2 အနေနဲ့ရောက်ပါမယ်ရပြီနော်အဲ့တော့အခုကကျွန်တော်တို့ကဘာဖြစ်နေလဲဆိုလို့ရှိရင်ရေဝင်ထားတဲ့အတွက်ကျွန်တော်တို့ကဘာလုပ်ကြည့်ရမလဲလို့မေးလို့ရှိရင်မီတာကန်ရမှာမယ်ဘာလို့မလဲမီတာကန်ရမယ်အဲ့တော့မီတာကန်လိုက်လို့ဒီ coin မှာ ground ကျနေသေးတယ်ဆိုလို့ရှိရင်ငါတို့ကဘာလုပ်ရမလဲ short ရှားမှာပေါ့အဲ့နောက်မှာ short ကျနေလဲဆိုတာကိုရှားမှာပေါ့အဲ့တော့မီတာလေးပြပါအောင်မီတာကန်မပြင်းဖို့လိုတယ်အဲ့တော့မီတာနဲ့လမ်းကြောင်းရှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်အတမင်စကင်မှာလှည့်ပြီးတော့ထောက်တန်အနီပေါ်မှာထောက်မလဲတန်ဖုံးမှာထောက်မှာတန်ဖုံးမှာထောက်ပြီးတော့ဒီမှာ ground ကျလာမကျလာကြည့် ground ကျလာဒီဘက်ချမ်းမှာမကျဘူးဒီဘက်ချမ်းမှာလည်းလွတ်သွားပြီဟုတ်ပြီနော်ဒါဆိုရင်ဒီဘက်ချမ်းမှာကြည့်မယ်ဒီဘက်ချမ်းလည်းလွတ်သွားပြီဆိုတော့ကျွန်တော်တန်ရှင်းလုပ်လိုက်တဲ့အခါမှာလွတ်သွားပြီဗျဒါပေမဲ့ short ဝင်နေသေးတယ်ဆိုလို့ရှိရင်တော့ဘာလို့ဘာလို့လုပ်ရမလဲ power IC ကိုဒီဘောပြန်လုပ်ကြည့်မှရအောင်အဲ့တော့ကျွန်တော်တို့ရှိတ်ကြည့်မယ်ပြန်ပြီးတော့ supply နေဘောဝင်ထားခိချာဆိုတော့ကျွန်တော်တို့ဒီ IC မှာဘာဖြစ်နေလဲလို့မေးလို့ရှိရင်ပြစ်ချက်ဘာတွေ့လဲဆိုလို့ရှိရင်ကျွန်တော် charging ဘိုင်း charging amp လုံးဝမဆွေးပါဘူးဆိုတော့ဘာကြောင့်လဲလို့မေးလို့ရှိရင် charging IC အောက်ရေဝင်ထားလို့ဒါရှင်းလေးပဲနိုင်လောက်တယ် charging ဘိုင်းကိုလုံးဝမဆွေးတော့ဘူးအဲ့တော့ငါတို့က charging board ထွက်လာမထွက်လာဆိုတာကိုပြန်စစ်မယ်ငါတို့ကအောက်ချမ်းကနေဒီမှာတိုင်းကြည့်လိုက်တဲ့အခါမှာအောက်ချမ်းကနေဒီ touch point ကိုတိုင်းကြည့်လိုက်တဲ့အခါမှာဘာဖြစ်လဲ charging 5 volt ထွက်တယ်ဟုတ်တယ်နော်5 volt ထွက်တယ်ဒါပေမဲ့ဒီမှာဒီကိုကြတော့ရောက်လားမရောက်ဘူးရောက်လားမရောက်လားဆိုတာကိုပြန်စစ်ပြမယ်ရောက်လားမရောက်လားဆိုတော့ဒီ C လေးနှလုံးကိုရောက်တယ် charging board ရောက်လားဒီစီလေးကိုရောက်တယ်ဒီစီလေးကလည်းကြီးကတ်နေလို့ပါရေချိုးကတ်နေဒီစီလေးကိုလည်းရောက်တယ်ဒီစီကိုလည်းရောက်တယ်ဒါဆို IC လေးကိုအဝင်ရှိတယ်ရှာဂျင်ဘိုးကနားရလားမသိဘူး IC ဘိုးကိုအဝင်ရှိတယ်ဒါပေမဲ့အဲ့ရှာဂျင်ဘိုးကိုကျွန်တော်တို့ကဘာအဖြစ်မပြောင်းနိုင်ဘူးလေ B back အဖြစ်မပြောင်းနိုင်ဘူး BBH B back အဖြစ်မပြောင်းနိုင်ဘူးဒါပဲအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲ TIC လေးကို reward share လုပ်ကြည့်ရမယ်လုပ်ကြည့်ပါပြီးလို့ရှိရင်ပြန်ရိုက်